မင်္ဂလာပါဒီနေ့က digital ကမ္ဘာကြီးထဲမှာကျွန်တော်တို့ရဲ့ကလေးတွေအတွက်လုံခြုံပြီးအကျိုးရှိမဲ့သင်ယူမှုလမ်းကြောင်းတစ်ခုကိုဘယ်လိုဖန်တီးပေးကြမလဲဆိုတဲ့အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒါကတကယ်တော့မိဘတိုင်းအတွက်အရန်ကိုအရေးကြီးတဲ့ခေါင်းစဉ်တစ်ခုပါပဲဟုတ်ပါတယ်ဤပညာတွေနဲ့ပြည့်နှက်နေတဲ့ဒီနေ့ခေတ်မှာမိဘတွေဟာစဉ်းစားရကြတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ဤပညာကကလေးတွေရဲ့အနာဂတ်အတွက်ရှိမဖြစ်ဆိုတာမှန်ပေမဲ့အဲ့ဒီနောက်ကနေပါလာနိုင်တဲ့အနေတွေရောဘယ်လိုကောက်ခံမလဲဆိုတာကအမြဲတမ်းခေါင်းခဲစရာဖြစ်နေတာပေါ့ဆိုတော့အဓိကမိကုန်းကဒါပါပဲကလေးတွေကိုခေတ်နဲ့အညီ digital ကျွမ်းကျင်မှုတွေသင်ပေးရှင်တယ်တရှင်တွေမှာပဲ online ဘောကအန်တယ်တွေကလည်းကာကွယ်ပေးရှင်တယ်အဲ့ဒီခုကိုဟန်ချက်ညီညီဘယ်လိုလုပ်ဆောင်ကြမလဲဒီစိန်ခေါ်မှုအတွက်အဖြေတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့မိဘတွေရဲ့စိုးရင်ပူပန်မှုတွေကိုအဓိကထားပြီး tool design ထုတ်ထားတဲ့ computer သင်တန်းတစ်ခုကနေတဆင့်ကလေးတွေအတွက်လုံခြုံစိတ်ချရတဲ့ digital အခြေခံအုံးမြစ်ကိုတိစော့ပေးဖို့ပါပဲဒီတင်တိုင်းအဓိကရွေးချက်ကိုဒီစကားတစ်ခွန်းနဲ့ပြည့်ပြည့်စုံစုံဖော်ပြနေပါတယ်။ပြောချင်တာကတော့ဒါကလေးလေးအတွက်ပြီးခင်ဖို့ကိုရောမိဘတွေစိတ်ချလက်ချနဲ့ကိုယ်တိုင်ပါဝင်နိုင်ဖို့ကိုပါအပြည့်အဝအာမခံထားတဲ့အစီအစဉ်တစ်ခုပါပဲ။ကဲဟုတ်ပြီအဲ့ဒီလိုစိတ်ချရအောင်ဘလို့အကောင့်အထက်ဖော်ထားတယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြအောင်။တင်တန်းရဲ့အခြေခံထင်ရှားရဲ့မှုတွေကဘာတွေဖြစ်မလဲ။ဒီတင်တန်းတစ်ခုလုံးကိုအဓိကမနာရေး၃ခုပုံမှာဒီဆော့ထားပါတယ်။ပထမတစ်ခုကလုံးကျုံတဲ့သင်ကြားရေးပတ်ဝန်းကျင်နောက်တစ်ခုကပြောင်းလဲဖြစ်လွယ်ရှိတဲ့သင်ကြားမှုပုံစံပြီးတော့ clear အသက်အရွယ်နဲ့ကိုက်ညီတဲ့သင်ယုံညွန်တန်းလို့ပဲထွက်ပါတယ်ပထမမှန်တိုင်းကတော့လုံခြုံရေးပေါ့သင်ခန်းစာအားလုံးကိုမိဘတွေရဲ့ရှေ့မှာဖြစ်စေဒါမှမဟုတ်မိဘတွေကအနည်းကတိုက်ရိုက်ကြည့်ကြနိုင်တဲ့အခြေအနေမှာဖြစ်စေသင်ကြားပေးတာပါဒါကြောင့်ကလေးတွေအတွက်လုံခြုံစိတ်ချတဲ့နေရာတစ်ခုကိုဖန်တီးပြီးသားဖြစ်သွားတာပေါ့ဒုတိယအချက်ကတော့အချိန်စရာတွေပေါ်မှာအစင်ပြောင်းရွေးချယ်စရာတွေပေးထားတာပါတို့ချင်းတည်တန်းတယ်မလားဒါမှမဟုတ်အုပ်စုလိုက်တယ်မလားဆိုပြီးနှမျိုးရွေးချယ်နိုင်ပါတယ်ဒီမှာတော့သင်ကြားမှုပုံစံနှမျိုးကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်တူးချင်းတည်တန်းတင်တဲ့အခါကလေးတယောက်ချင်းစီကိုအပြည့်အဝအာရုံစိုက်သင်ကြားပေးနိုင်တယ်အုပ်စုလိုက်သင်ကြားမှုကတော့အဖွဲ့ငယ်လေးနဲ့အတူတူပူးပေါင်းသင်ယူရတဲ့ပျော်စရာကောင်းတဲ့အတွေ့အကြုံကိုရရှိစေမှာပါI can do it